နာမီဘီယာအဆုံးမဲ့သဲကန်နာရာကြီးတွေကလျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့နေမြေတစ်ခုနေမင်းကြီးကအပူရှင်ကိုပြင်းပြင်းထန်ထန်ကပမီပေါ်တောင်းလောင်းနေပြီပုံခိုးစရာဆိုလို့ဘာမှမရှိပါဘူးဒီနေရာမှာတဲကနာနာကျွေတွေကတော့အလွယ်တကူအနိုင်ကျင့်ခံရမယ်တားကောင်တွေမဟုတ်ကြပါဘူးသူတို့ရဲ့ကြွက်သားအဖူအထည်တွေနဲ့တန်စင်ပုံစံဥချိုတွေကရန်သူကိုပြန်ပြီးအရှက်ရစေနိုင်ပါလေ၆သွေးနေတဲ့မြက်ပင်တွေလေထဲမှာရိမ့်နေပြီအပူချိန်ကလည်းတဖြည်းဖြည်းမြင့်တက်လာတယ်ဒီဒေသမှာတားရဲတိဆန်တွေကအစာအတွက်ချင်းချင်းပြိုင်ဆိုင်ရုံနဲ့မကပဲမိဘကောင်းနေတဲ့ထိတိုက်တွေ့ရတာပါနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ channel ကို subscribe လုပ်ထားဖို့ခေါ်နေပါတယ်မြင်ချင်နာမီဘီယာရဲ့ကြမ်းတမ်းတဲ့မြေပြင်မှာတဲကနာရာချင်းတီတွေကတားကောင်ကိုတိတ်တဆိတ်ရှာဖွေနေကြပါတယ်။ကျွမ်းကျင်တဲ့နီးဖြူဟာတွေနဲ့ဝိုင်းပတ်လိုက်တဲ့အခါတားကောင်အတွက်လွတ်မြောက်ဖို့လမ်းစာမရှိတော့ပါဘူး။တော်ဘီရင်ကြီးကတဲကုန်းမြစ်အဆုံးမှာဆောင်းဆိုင်ရင်အခွင့်အရေးကိုစောင့်နေပါတယ်ဒီတစ်ခါအမဲလိုက်တာအောင်မြင်ပါမလားပေါ့ဗျာဒါပေမဲ့ဒီလိုကျွဲရိုင်းမျိုးကိုအမဲလိုက်ဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စပါတတိမထားမရင်တော့တောဘရင်ကပဲသားကောင်ဖြစ်သွားနိုင်ပါတယ်ဒါကတော့အာဖရိကရဲ့မြက်ခင်းပြင်မှာအမြန်လုံးရဲ့အရှင်ဘရင်ဖြစ်တဲ့ကြားတစ်ပါကျေပြောလာတဲ့မြက်ခင်းပြင်ကြီးထဲမှာတကူတော့အမဲလိုက်နေတဲ့သားရဲတကောင်ပေါ့3 စက္ကန့်အတွင်းမှာပဲတနာရီကို100 ကီလိုမီတာနှုန်းအထိအရှင်မြင့်တင်နိုင်နေသူဒါပျော်စရာမဟုတ်ပဲအသက်ရှင်တန်